ကဲဟုတ်ပါတယ်အားလုံးပဲချဲလန်ရုံလေးရှိပါတယ်ကျွန်တော်တို့ညတိုင်းမြန်မာစံတော်ည8နာရီတိုင်းမှာချဲလန်ရုံလေးရှိတာဖြစ်တဲ့အတွက်ဘော်ရအားလုံးလာဆော့သားကြပါအားလုံးဖိတ်ခေါ်ချင်ပါတယ်ပြီးတော့ဒီထဲမှာတိစိတ်ပြောချင်တာကတော့အားလုံးကျွန်တော်တို့ရှိမှာဘော်ရာဒီပေါ့နော်ဒီချဲလန်လေးကိုင်းနေလို့အားလုံးပေါင်း9ယောက်ရှိပါတယ်9ယောက်မှာပါဆိုင်ရှိမယ်ကျွန်တော်ပီတာရှိမယ်ဘရာလူဖီရှိမယ်ကျွန်တော်ရှိမယ်အားလုံးကဒီ group အားလုံး9ယောက်လောက်ကျွန်တော်တို့ကိုင်းနေဖြစ်တဲ့အတွက်ဒီ blue လိုအပ်ချက်တွေရှိတဲ့အခါကျလို့ရှိရင်ကျွန်တော်ဒီ family တွေရှိပါတယ် Luffy family ဆိုတဲ့နေရာမှာအမှလေးအားလုံးပဲ daisy လေးလာကိုပြောလို့ရပါတယ်ပြီးတော့ event လေး sound event လေးပြီးလို့ရှိရင်ဒီနောက်ထပ်နေရာမလေးရပေါ့နော်ဒီလိုနောက်ပိုင်းမှာကျွန်တော်တို့ဒီ random map လေးထည့်တာကိုစီစဉ်ရှိပါတယ်ဒါပေမဲ့ဒါတော့ကျွန်တော်တို့ရဲ့ fan တွေပုံမူတည်ပြီးတော့ကြည့်နေရပေါ့နော်စောချင်တာမစောချင်တာဘာလို့ဒီနောက်ဆုံးပွဲအချိန်တိတ်ပြီးလူရှိရများတယ်အဲ့အတွက်ကျွန်တော်တို့ဒီကြည့်မယ်ပေါ့နော်ဒီလိုလူများတယ်စောမဲ့လူတွေရှိရဆိုရင်နောက်ပိုင်းမှာဒီလေးပွဲမြောက်ရန်ဒိုပွဲလေးလည်းကျွန်တော်တို့ channel လေးထည့်ပြီးစီစဉ်ရပါတယ်ကြည့်ရှုရပလာတာတွေကြိုက်လားမကြိုက်ဘူးလားစောချင်လားမစောချင်ဘူးလားဆိုတော့เนาะဒါလေးကြည့်နေကျွန်တော်စီစဉ်ပြီးမှဖြစ်ပါတယ်အားလုံးပဲအဲ့အတွက်ဒီဗီဒီယိုကြိုက်တဲ့ကျွန်တော်ရဲ့ channel ကို like and follow လေးနေပေးကြဖို့လည်းမမေ့ပါနဲ့ချစ်တဲ့လူတွေစောချင်တယ်ဆိုရင်လည်းကျွန်တော်ဒီ TikTok ချက်ပေါက်လေးမှာ live မြင်မြင်လို့ရပါတယ်ဒါမှမဟုတ်ကျွန်တော်ရဲ့ TikTok ပိုင်းကနေပြီးတော့မှလည်းတည်ရတယ်မှာ live မြင်မြင်လို့ရပါတယ်အသေးစိတ်လေးပဲမှာအားလုံးတင်ထားပါတယ်သိချင်တာရှိလို့ရှိရင်ကျွန်တော်ရဲ့ Ethereum channel description လေးမှာကျွန်တော်ရဲ့အသေးစိတ် email ဆိုပြီးမှကျွန်တော်ရဲ့ account တစ်ခုရှိပါတယ်အဲ့မှာ live မြင်မြင်လို့ရပါတယ်ဟိုတိုင်းအားလုံးလည်းကျွန်တော်တို့ဒီ channel လေးကနေအားလုံးစောင့်ကြည့်နေပါတယ်ကျမ်းမာချက် brother တွေလည်းပြဖို့လည်းအားလုံးဖိတ်ခေါ်ချင်ပါတယ်ကဲနောက်ရည8နိုင်ပြန်ပြကြအောင်ကိုယ်တိုင်အားလုံးပဲစဉ်းစားကြပါโอเคနောက်ဆုံးတစ်ခုပြောချင်တာတခုကတော့ဒီ PUBG UC ပဲဖြစ်ဖြစ်မွန်ရင်တန်မှုတွေဖြစ်ဖြစ် PUBG အကောင့်ရောင်းဝယ်ချင်တာဖြစ်ဖြစ်ကျွန်တော်တို့ရှိမှ live ဆက်တွေ့လို့ရပါတယ်ဘရာလို့ရှိ Luffy ရှိမှဆက်တွေ့လို့ရတယ်လို့ကျွန်တော်ရှိမှ live ဆက်တွေ့လို့ရပါတယ်ကျွန်တော်ရှိမှ live မေးမြန်းလို့ရပါတယ် PUBG အကောင့်လေးရောင်းချင်တာဝယ်ချင်တာဖြစ်ဖြစ်ပြီးတော့ PUBG UC တန်မှုအားလုံးကိုဇီနိုချူတာဆိုတဲ့ယူစေးချတဲ့ live အားပေးနိုင်ပါတယ်ဒီနောက်ဆုံးတစ်ခုလေးပြောချင်တာကြံထားလို့ပါအဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော် live stream လေးကိုတော့ဒီ channel မှာပဲကျွန်တော်မြန်မာစံတော်ည8နိုင်မှာပဲဒီ live stream လို့ဒီမှာပဲလွှင့်ပြီးဖြစ်တဲ့အတွက်ကျွန်တော် live stream လေးကိုဒီမှာလည်း live ရှိလို့ရပါတယ်မြန်မာစံတော်ည8နိုင်တိုင်းမှာ live stream လေးရှိတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီ channel လေးမှာ live ပြီးတော့မှလည်းကြည့်လို့ရပါတယ်ဒီက TikTok channel မှာပဲကျွန်တော် live stream လုပ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် live အားပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာအားလုံးပဲ bye bye